မိုးပြမြို့မှာစစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်တွေတိုက်ပွဲဖြစ်ပြီးတော့စစ်သား19ဒေဆောင်ကလက်နက်ကန်ချုပ်သိမ်းစီရရှိဆို KNY ပြည်မိုးပြမြို့နယ်ဖဲခုံမြို့နယ်မိုးပြမြို့တွင်ကနေမြို့ပြင်ကိုထွက်လာတဲ့တပ်ဖက်စစ်တပ်စစ်ကြောင်းနဲ့နှစ်ကြိမ်တိုက်ပွဲဖြစ်ပြီးစစ်သား19ဒေဆောင်ကလက်နက်ကန်ချုပ်ကိုသိမ်းစီရရှိခဲ့ကြောင်းအမှတ်1စစ်ဒေသအေဖာဆောင်ကထုတ်ပြန်နေမေလ23ရက်နေ့နဲ့19ရက်နေ့တို့မှာမိုးပြမြို့တွင်ရှိစစ်ကောင်စီတပ်ကနေမြေစုံမှုပြန်လည်ရရှိနိုင်ရေးအတွက်ဒရုန်းလက်နက်ကြီးတိုက်ခိုက်အင်အားများပြားသောမျိုးကမတ်တီစစ်ဒေသအေဖာဆောင်တပ်ရှိတန်းကာကင်းရှိရာနေရာကိုနှစ်ကြိမ်တိုက်ထိုးစစ်ဆင်လာခဲ့ကြောင်းထိုးစစ်ဆင်လာမှုကြောင့်ပြန်လည်ကုကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်ကတက်ကြပါဝင်19ခန့်သေဆုံးကအများပြားထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရပါတယ်။ထို့ပြင်စစ်ကောင်စီတပ်သားတွေတန်းကနေလက်နက်ကြီးလက်နက်ငယ်တွေပါဝင်ခဲယမ်းများနဲ့စစ်သုံးဆော့ပစ္စည်းချို့ကိုသိမ်းဆည်းရှိခဲ့ပြီးဒေါ်လိုက်တပ်ဘက်ကလည်းရဲဘော်နှံမြင့်မြတ်စွာကြဆုံးခဲ့ကထိခိုက်မှုအချို့ရှိခဲ့ပါတယ်။တိုက်ပွဲကနေ့တိုင်းနေပါရှိမြို့ပြင်များကိုစိုးမိုးနိုင်မှုကဲဆန်းနေတဲ့ပေါ်တိုက်ပွဲဖြစ်လိုက်ပြဲဆုတ်သွားလိုက်နဲ့ပြီးတော့ဒရုန်းလက်နက်ကြီးနဲ့လည်းမိုးပြမြို့ပြင်ကပြည်သူလူထုနေထိုင်ရာနေရာတွေကိုပုံကျဲတိုက်ခိုက်တာရှိလို့မိုးပြမှာဒေါ်လိုက်တဲ့မြစ်ကပြောတယ်။မိုးပြစစ်မျက်နှာအတွေ့ထိနာခဲ့ရကြောင်းကင်းနီပြည်မိုးပြမြို့နယ်ဒေသနေရာအနှံ့မြေစစ်ကောင်စီတပ်ကမြေပြေထိုးစစ်နေနဲ့တော်လကောင်ဝင်းနဲ့တိုက်ပွဲဧရိယာပါဝင်စေပြင်းမမဟုတ်တဲ့အများပြည်သူလူထုနေရာတွေစစ်ရှောင်းနေရာတွေမှာတော်လကောင်နေစဉ်ရက်ဆက်မြေပြင်ထိုးစစ်ဝင်းစစ်စေးတွေအင်အားသုံးဆောင်ရွက်လာနိုင်တဲ့အတွက်တော်လည်းပြည်သူလူထုတွေမှာစေရေးတီလော်ကျော်တရီရဲ့အလေးထားကြရဲ့အမှတ်1စစ်ဒေသအေဖာဆောင်ကတိုက်တော်နေဆရာနာရှင်ကပြည်သူလူထုများပေါ်ခေတ်ဆက်ဆက်ကြောက်တရားတွေတပုံအယောင်ပြဖွင့်ပြရတဲ့တူရကြိတ်ကြိတ်တလက်နဲ့ဆရာနာရှင်စနေသက်ဆိုးရှိနေပရိယာတွေကိုအသုံးပြုခဲ့ရတဲ့အတိတ်သမိုင်းသာရကတွေကိုလည်းတိတ်ကဲစာရွာမိဖြစ်ပြီးစစ်ရေးနိုင်ငံရေးတတိဝရိယရှိစွာနဲ့အသိနိုးကြကြရဲ့ဇလက်တိုက်တော်မှာအမတ်တစ်စစ်ဒေသအေဖာဆောင်တက်ကဆရာနာရှင်စနေချုပ်ငင်းကိုတော့စုပ်ကိုင်ထားပြီးထော်လန်ပြည်သူတွေတခြားထော်လန်အင်အားဆွေနဲ့တူဆက်လက်ရက်တီတွန်းလှန်သွားပြီဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ပါတယ်ဆက်လက်ပြီးတော့တချို့သည့်ရဝင်းလက်ထက် MI-70 ရရင်ပထမဆုံးစိတ်ဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့မှုအတွက်လုံခြုံရေးပေါ်ရမှုတရေပေါက်ကြားမှုတွေစီစစ်ရစစ်တပ်ကစုံစမ်းရေးဖွဲ့စည်းပျက်စီးသွားရရင်ကိုပြန်လဲတဲ့ယူမီမကွေးတိုင်းမြိုင်မြို့နယ်အတွင်းမှာကြာမှာစစ်ကူလာပို့တဲ့ MI-70 ရရင်ကိုတော်လိုင်းတပ်တွေကဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီးလိုက်မှုအတွက်လုံခြုံရေးပေါ်ရမှုတရေပေါက်ကြားမှုစီစစ်ရစစ်တပ်ကစုံစမ်းရေးဖွဲ့စည်းလိုက်ကြောင်းနေပြည်တော်စစ်တပ်သတင်းမြေကပြောပါတယ်အဆိုပါ MI-70 ရန်ရဲ့တိုက်ခိုက်ဖျက်ဆီးခဲ့မှုမှာယခုနှစ်မတ်လ30ရက်နေ့တက်ချုပ်သေးဖြစ်လာတဲ့ဂျပန်ရဲဝဲလက်ထက်မှာစစ်တပ်ရဲ့ဟရင်ကိုပထမဆုံးကြိမ်တိုက်ခိုက်ဖျက်ဆီးနိုင်ခြင်းလည်းဖြစ်တယ်။ဇွန်လ23ရက်နေ့မြိုင်မြို့နယ်အတွင်းမှာကြေရကိုရိတ်ခါလက်နက်ခဲများနဲ့စစ်ကူလာပို့တဲ့ဂျပန်ရဲ့ MI-70 စစ်ဘက်ဆိုင်ရာတဲ့ပို့စာရဲရဲ့တစီကိုဒေါ်လာတပ်ဖွဲ့တွေက FPP drone နဲ့စီးနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်။အဆိုပါရန်မှာလိုက်ပါလာတဲ့ဦးစီးတပ်ချက်ကြီးအောက်တွေပြပါဒရုန်းပုတ်ပောက်ခွဲစေရရှိတဲ့တရားနဲ့ပွဲချပြီးသေးစုကတခြားစစ်သားတွေမှာလည်းတရားရရှိခဲ့တဲ့ဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက်ဇွန်လ24ရက်နေ့မှာအလဲပိုင်းတိုက်စစ်ဌာနချုပ်ကဒုတိယတိုင်းမှုဦးဆောင်တဲ့အစုံစမ်းမှုဖွဲ့ကိုဖွဲ့စည်းလိုက်တဲ့ရဟန်းတိုက်ခိုက်ကြရတာကလုံခြုံရေးပေါ်ရမှုတရေပေါ်ကြမှုကြောင့်ဖြစ်တယ်လို့သုံးသပ်ပြီးတော့လာဘကဒုတိုင်းမှုဦးဆောင်တဲ့စုံစမ်းရေးဖွဲ့ကိုနေပြည်တော်စစ်အောင်ကဖွဲ့စည်းတယ်။နောက်ပြီးရဟန်းကိုပြန်တယ်ဖို့ရှိတယ်ပြင်ပြီးပြန်တယ်မလားပြင်မြရင်တော့ကောက်ကြောက်ကတယ်မလားဒါကတော့တပ်မတော်ဘက်ကနေဆုံးဖြတ်ပေးမှလို့နေပြည်တော်စစ်တပ်သတင်းမြေကပြောတယ်။စစ်ရဲတိုက်ခိုက်ခဲ့ပြီးနောက်လက်ရှိမှာစစ်တပ်ကမြန်မြတ်နဲ့တွင်ကိုစစ်ကြောင်းတွေထပ်မံထိုးလာနေပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းနေညမပြတ်လှုပ်ဆောင်နေကြသိရတယ်။အကြမ်းဖက်စစ်တပ်ကရုရှားတပ်ကနေဝယ်ယူနေ MI-70 ရဟင်မှာတစည်းတွေအနည်းဆုံးအမေရိကန်ဒေါ်လာ8တန်းကနေအမြင့်ဆုံးဒေါ်လာ18တန်းကျော်ထိပေါက်စီရှိနေပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်ဆရာနာသိမ်းပြီးနောက်ပိုင်းဒေါ်လာအရာစုရဲ့ပြစ်ပတ်တိုက်ခိုက်မှုကြောင့်ပြတ်ကျခြင်းဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့ရခြင်းနဲ့ဆက်ချုပ်ရမှုကြောင့်ပြတ်ကျခြင်းတွေပါဝင်စစ်ကောင်စီတိုက်လေနဲ့ရဟင်စုစုပေါင်း73စစ်တပ်မနဲ့ထိမှန်ပျက်စီးဆုံးရှုံးထားဖြစ်တယ်။ဆရာနာသိမ်းပြီးနောက်ပထမဆုံးကြိမ်ပြင်2021ခုနှစ်မေလ3ရက်နေ့မှာကချင်ပြည်နယ်မုံမမြို့နယ်မှာစစ်ကောင်စီရဲ့တစီကိုကချင်လွန်မြောက်ရေးတပ်မတော်ကပြစ်ချနိုင်ခဲ့တယ်။ထို့နောက်2024ခုနှစ်အတွင်းမှာလေကြောင်းပစ်ခတ်မှုတွေပုံမှန်အကောက်လာပြီးဇန်နဝါရီလ3ရက်နေ့မှာဝိုင်းမမြို့နယ်နာပေါ့စကန်နီမှာစစ်ကောင်စီ MI-70 ထောက်ပို့ရဲတစီကိုလည်းကောဇန်နဝါရီလ16ရက်နေ့မှာရှမ်းပြည်နယ်မြောက်ပိုင်းတရုတ်လော FTC 2000ကြီးတိုက်လေတစီကိုလည်းကော KI ကထပ်မံပြစ်ချခဲ့တယ်။ထော်ပြန်2024ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာကချင်ပြည်နယ်မြောက်ရီမြို့နယ်မှာ KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေက Eurocopter ES365 Turbine ရဟန်းတစီကိုပြစ်ချခဲ့ရာစစ်ကောင်စီဘက်ကဗိုလ်မှူးချုပ်တော်ပါဝင်9ဦးသေဆုံးခဲ့တယ်။2024ခုနှစ်နိုဝင်ဘာလ10ရက်နေ့ရခိုင်ပြည်နယ်အမြို့နယ်နောက်ပိုင်းတိုင်းစစ်ဌာနချုပ်နေကိုရောက်ရှိလာတဲ့စစ်ကောင်စီရဟန်းတစီကိုရခတော်တော်ရေးကပြစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်။ဆက်လက်ပြီး2025ခုနှစ်မေလ20ရက်နေ့မှာကချင်ပြည်နယ်ဗမာမြို့နေကိုစစ်ကူလာတဲ့စစ်ကောင်စီရဟန်း3စင်းနဲ့ MI-70 ရဟန်းတစီကို KI ကပြစ်ခတ်ခဲ့ရာတစီမှာတော်ရင်းကိုကြားရောက်ပြီးတော့ကျတစီမှာရေးပေါ်စစ်တပ်ကဲစစ်ထပ်မံပျက်စီးချခဲ့ရတယ်။
အလားတူ2025ခုနှစ်ဇွန်လ10ရက်နေ့မှာဖြစ်ပွားခဲ့စကိုင်းတိုင်းပလဲမြို့နယ်စကတ်သိတိုက်ပွဲတွေပြည်သူ့လူမျိုးရေးတပ်မတော်ကစစ်ကောင်စီရဲ့တရုတ်လို F7 တိုက်လေတစီကိုအမြင့်စွာပစ်ချဖျက်ဆီးနိုင်ခဲ့တယ်။ယခုနောက်ဆုံးမြန်မြို့နယ်မှာ MI7 ရရင်ကိုပြစ်ခတ်ဖျက်ဆီးနိုင်မှုကြောင့်တော်လိုင်းတပ်တွေကစစ်တပ်ရရင်တွေကိုပြစ်ခတ်ဖျက်ဆီးနိုင်တဲ့နောက်ဆုံးလည်းဖြစ်ပါတယ်။ဆက်လက်ပြီးဆီယနာမသိင်ခဲ့ပါကယခုချိန်ဆိုရင် MRT မိုးပြည့်ရထားအဝေးပြေးနှစ်ထပ်လန်ဟန်တာဝရီနိုင်ငံတကာရေးစိတ်ကြီးနဲ့အမြန်ရထားစီမံကိန်းတွေအကောင့်ထဲပေါ်ပြီးစီးနေလောက်ပြီးတော့ LD ဆိုရစီမံဘဏ္ဍာတွဝင်ကြီးဦးဆောင်ပြောစစ်တပ်ကနာမသိယူခဲ့ပါကရကုချိန်ဆိုလင်းရန်ကုန်မြို့မှာ MRT မိုးပြန်ရထားစီမံကိန်း Elevated Expressway ဝေးပြည့်နှစ်ထပ်လမ်းစီမံကိန်းဟန်သာဝရီပြည်ဆိုင်လေးစိတ်နဲ့အမြန်ရထားစီမံကိန်းတွေပါဝင်အခြေခံအဆောက်အအုံနဲ့စွမ်းရည်စီမံကိန်းကြီးတွေကိုကောက်ထပ်ပေါ်ပြီးစီးနေပြီဖြစ်ကြောင်းမြို့သားဒီမိုကရေစီဖွဲ့ချုပ် LD ဆရာလက်ထက်စီမံဘဏ္ဍာနဲ့စက်မှုထုဝင်ကြီးဖြစ်သူဦးဆောင်ကပြောတယ်ဇွန်လ24ရက်နေ့၎င်းလူမှုကွန်ရက်စာမျက်နှာမှာတဆင့်ဒီချိန်နောက်ဆိုရင်ဟူရဲကောင်စင်နဲ့ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီးဆီယနာသိမ်းမှုတာမဖြစ်ပွားခဲ့ပါကရန်ကုန်မြို့ရဲ့ရှေ့ပိုင်းနဲ့နောက်ပိုင်းကိုဆက်သွယ်မဲ့ MRT Sky Train စီမံကိန်းတိကျလုပ်ငန်းနဲ့အရှိန်အဟုန်ကောင်းကောင်းစတင်နေဖြစ်သလိုနောက်ပိုင်းမှာမြောက်ပိုင်းနဲ့တောင်ပိုင်းကိုဆက်သွယ်မဲ့ MRT စီမံကိန်းကိုလည်းဆက်လက်အကောင့်ထဲဖွဲ့စီစဉ်နေဖြစ်ကြောင်းသိရတယ်ထို့အပြင်ရန်ကုန်မြို့0မိုင်ကနေပြည်ဆိုင်လေးစိမ့်နဲ့တိလဝထူးစီးပွားရေးဆောင်ကိုဆက်သွယ်မဲ့ Elevated Expressway နှစ်ထပ်လမ်းစီမံကိန်းတွေလည်းစတင်တည်ဆောက်နေပြီဖြစ်နိုင်ကြောင်းဂျပန်ကုမ္ပဏီကြီးသုံးခုပူးပေါင်းတည်ဆောက်မဲ့အမေရိကန်ဒေါ်လာ3ဘီလီယံကျော်တန်ဖိုးရှိ LG သုံးလက်စစ်တာအပေးတရုတ်စီမံကိန်းကလည်းပြည်စည်းခန့်နေခြင်းတွေကိုရောက်ရှိနေလောက်ပြီလို့ဆိုရယ်ဂျပန်စင်ကာပူထိုင်းပြည်သက်နဲ့အမေရိကန်နိုင်ငံတွေမှာယင်းနှိမ့်မြုပ်နှံမှုတွေကိုစင်ကာပူနိုင်ငံမှာတဆင့်ဖိတ်ခေါ်ကနိုင်ငံတော်မှာဆိုလာနဲ့ floating solar တက်အားပေးစီမံကိန်းတွေအကောင့်တွေပေါ်နေပြီးတချို့စီမံကိန်းတွေမှာလည်းအောင်မြင်စွာလက်ပတ်နေနိုင်ပြီဖြစ်ကြောင်းရေးသားထားတယ်။ထို့အပြင်ဂျပန် ODA ကိုညီပါမဲ့ဟန်တာဝရီပြည်ဆိုင်လေးစိတ်စီမံကိန်းနဲ့လေးစိတ်မှရန်ကုန်မြို့0မိုင်ထိဆက်သွယ်မဲ့အမြဲတမ်းစီမံကိန်းနဲ့စတင်တည်ဆောက်နေနိုင်ပြီဖြစ်ကြောင်းAmerican dollar တန်100ကျော်တန်မိုးရှိတဲ့ data center စီမံကိန်းတွေပြင်အခွန်ပေးဆောင်ခြင်းမှာကားပါကင်ကြေးပေးချေခြင်းတွေ digital ငွေကြေးနဲ့ပေးချေနိုင်တဲ့ fully interoperable omni platform ကိုလည်းအသုံးပြုနိုင်ဖြစ်ကြောင်းဦးဆောင်ကပြောတယ်။၎င်းကဆက်လက်ပြီးရှင်းပြမှုတွေပုံမှန်များပြလာမယ်စီးပွားရေးဆိုတဲ့ကိန်းမုတ်ကြီးတစ်ခုလုံးကပိုကြီးလာတဲ့အတွက်ကိုရမဲ့ပိုင်းကလည်းပိုကြီးနေလောက်ပြီဆိုပြီးလက်ရှိမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရောကျသွားတဲ့အတွက်ရှင်းပြမှုနဲ့တွားတယ်လို့ထင်ရတော့လေအမှန်တကယ်မှာစီးပွားရေးတစ်ခုလုံးကျုံသွားတဲ့ဖြင့်လူအများစုရရှိတဲ့အကျိုးမြတ်ဝေစုမှာပုံမူသိငယ်သွားကြောင်းလည်းသုံးသပ်တယ်ထို့အပြင်2019ခုနှစ်မှာစတင်ပြီး2016ခုနှစ်နောက်ပိုင်းဒီဆက်လက်တိုးတက်လာခဲ့နိုင်ငံတကာအသိမှတ်ပြောရလောက်တဲ့ပြည်ပြောင်းလဲလုပ်ငန်းစဉ်တွေဟာအခုချိန်ထိအရှိန်အဟုန်ကောင်းကောင်းနဲ့ဆက်လက်ချီတက်နေနေလောက်ပြီးအခုတော့အဲ့ဒီအလုံးအိမ်မက်တစ်ခုလိုပဲလို့ဆိုတယ်ဦးစံအောင်ကဒီလိုခြေနေမျိုးကိုတကယ်ဖြစ်စေခြင်းနဲ့ဆိုရင်စီးပွားရေးပြောင်းလဲရေးတဲ့အရင်ဆုံးနိုင်ငံရေးဖြစ်ကိုရှာနိုင်မှုလိုတယ်နိုင်ငံရေးဖြစ်မရှိပဲဒီတိုင်းဆက်သွားနေမယ်ဆိုရင်စီးပွားရေးပြောင်းလဲရေးဘလောက်ပဲလုပ်လို့အဲ့ဒီအိမ်မက်တွေကအိမ်မက်တွေဖြစ်ပဲကျန်နေဦးမှာလို့ရေးသားထားပါတယ်နားဆင်အားပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါရရှင်